စပင်ရက်ခွင့်ရဖို့အတွက်နောက်ထပ်အချိန်ကြာကြီးဆောင်ဆိုင်ရအောင်မယ်ကဘာကျော် United ပြည်သက်များလုံးမိတ်တော်များဝီလူကျော် iBet ခွန်ရှိကို Sport Arena ကနေအားလုံးကိုပြန်လည်ကြိုလဲပါရင်း United ဟာပြီးခဲ့တဲ့နှစ်ငယ်အတွင်းမှာတော့အသင်းရဲ့ရလဒ်တရားတက်လိုက်ကြလိုက်တဲ့ကြီးငြိမ်မှုရှိပဲပြည်သက်တွေကိုဆေးပြင်းဆရာအများကြီးပေးခဲ့တာကိုတွေ့ရပါတယ်အထူးသဖြင့်9ပွဲဆက်နိုင်ပွဲဆိုတာက United အတွက်မဖြစ်နိုင်တဲ့အရာကြီးလို့ဖြစ်နေတာပါဒီလိုအခြေအနေတွေကြောင့်ပဲ Frank Eli လို့အမေရတဲ့ United ပြည်သက်တူခါအသင်း9ပွဲဆက်နိုင်မနိုင်မချင်းစပင်မညက်ဘူးဆိုတဲ့စိန်ခေါ်မှုကိုစတင်ခဲ့တာဖြစ်ပါတယ်ဒီစိန်ခေါ်မှုကအခုဆိုရင်ရပ်ပေါင်း900နီးပါးရှိနေပြီဖြစ်ပြီးသူအနေနဲ့စပင်တော်အတော်ရှိနေပြီဖြစ်ပါတယ်။စာပိုင်းမှာတော့ဒါပြောစရာနောက်စရာတစ်ခုအနေနဲ့စတင်ခဲ့တာဖြစ်ပြီးအသင်းရလက်တွေကတိတ်မကြခင်ပြန်ကောင်းလာလိမ့်မယ်လို့သူကမျှော်လင့်ခဲ့တာဖြစ်ပါတယ်။3လဒါမှမဟုတ်4လလောက်အတွင်းမှာဒီစိန်ခေါ်မှုကပြီးဆုံးသွားလိမ့်မယ်လို့သူကထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့အသင်းရဲ့အခြေစွမ်းဟာဆိုးရွားတဲ့ဆိုးရွားလာခဲ့တာကိုတွေ့ရပါတယ်။တန်ကနေအမေရိလက်တက်ထိ9ပွဲဆက်မနိုင်ခဲ့တဲ့ United ဟာကာရီလက်တက်မှာတော့9ပွဲဆက်နိုင်မှုရနေဆက်ဆုံးအနေထားကိုရောက်ခဲ့တာပါ။အာဆင်နယ်မန်စီးတီးစပါးလို့အသင်းကြီးတွေကိုမနိုင်ခဲ့တာကြောင့်ဝက်ဆန်ကိုတော့ United တို့ခက်လို့လည်းပဲနိုင်သွားလိမ့်မယ်လို့မှတ်ယူခဲ့ကြတာဖြစ်ပါတယ်။ Frank ကိုရိုင်းကလည်းသူစပင်ညှက်ရမယ့်နေ့အတွက်အထူး watch အလောက်ကိုတော့ပြုလုပ်ခဲ့ပြီး United ပွဲကိုအားပေးခဲ့တာပါ။ပရိသတ်တွေတန်းတဲ့ချီသူ့ရဲ့ဒိုင်းရိုက်လိုင်းလွှင့်မှုကိုစောင့်ကြည့်အားပေးခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ပွဲကတော့ထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။ဒုတိယပိုင်း9မိနစ်မှာပဲဝက်ဆန်ကစားမှာဆော့ချက်ကနေဥဆောင်ကိုသွင်းသွားခဲ့တာကြောင့် United တို့ရင်းနေသွားခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာ Casemiro ကခြေပါကိုသွင်းခဲ့ပေမဲ့ VAR ကနေလူကျွံမောဖြင့်သတ်မှတ်ခဲ့တာကြောင့်ကိုမရခဲ့ပါဘူး။ပွဲပြီးကနေမိနစ်90အကျော်မှာလူစားဝင်တိုင်းဆင်မှုရှက်ကိုကဖြစ်တံဘောကနေပြီးတော့အဖို့တန်ခြေပါကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒီကောကြောင့် United ဟာရှုံးပွဲကနေလွတ်မြောက်ခဲ့ပေမဲ့တေးရလက်ကြောင့်စပင်ညက်မယ်ဆိုတဲ့ Frank ရဲ့9ပွဲဆက်နိုင်ပွဲမျှော်လင့်ချက်ပြိုလဲသွားခဲ့ရပါတယ်။ Frank ဟာပွဲပြီးမှစကားတော်မပြောနိုင်လောက်စိတ်ပြတ်သွားခဲ့ရပြီးသူ့ရဲ့စပင်ညက်ဖို့စောင့်ဆိုင်ရမှုဟာအခုဆိုရင်နောက်ထပ်ဘယ်လောက်ထိဆောက်ရအောင်မလဲမပြောတတ်တော့ပါဘူး။ဝက်ဆန်ရဲ့ပွဲမှာ United ဟာဘောလုံးပိုင်ဆိုင်မှု80%အထိတောင်ရှိခဲ့ပေမဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာဟာတကယ်ကိုနစ်နာစရာဖြစ်ခဲ့ပါတယ်။လက်ရှိအခြေအနေတွေကကာရီဟာ United ကိုလမ်းကြောင်းမှန်ပေါ်ပြန်ပို့နေပြီလို့ပြောလို့ရပါတယ်။ဝက်ဆန်ရဲ့အသေးချခဲ့ပေမဲ့အသင်းဟာရှုံးပွဲမရှိစံချိန်ကိုဆက်ထိန်းထားနိုင်စေဖြစ်ပါတယ်။ United နောက်ထပ်ပွဲစဉ်တွေမှာတော့အခုလိုအခြေစွမ်းမျိုးကိုဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင် France ကြောင့်စပင်ညက်ဖို့တေးပြီးဝေးတော့မှာမဟုတ်ပါဘူး။တကယ်လို့ United အနေနဲ့နောက်ထပ်9ပွဲဆက်နိုင်ခဲ့မယ်ဆိုရင်တော့ France စပင်ညက်တဲ့ဗီဒီယိုဟာကမ္ဘာတစ်ဝန်းမှာအကြီးအများဆုံးဗီဒီယိုတစ်ခုဖြစ်လာမှာတေးချပါမယ်။ Frank ကတော့ဝက်ဆန်ရဲ့ပွဲမှာတေးချခဲ့လို့စိတ်ပြတ်ခဲ့ရပေမဲ့အသင်းပေါ်ထားရှိရတဲ့သစ္စာရှိမှုကိုတော့ဆက်ပြီးတော့ပြသနေခဲ့ပါတယ်။သူကနောက်ထပ်9ပွဲဆက်နိုင်ပွဲရအောင်စောင့်ကြည့်အောင်ပါဖြစ်ပြီးစပင်ညက်တဲ့အခါမှာလည်းကတုံးစတာပုံစံမျိုးညက်ဖို့စဉ်းစားထားတယ်လို့ဆိုပါတယ်။ United အသင်းအလန်းရှိမှာတေးတတာတိုးတက်လာနေတဲ့အသင်းဖြစ်ပါတယ်။ကာရီလက်ချက်မှာအသင်းရဲ့စိတ်ဓာတ်နဲ့ကစားပုံကရင်ကားချက်အများကြီးပိုကောင်းလာတာကိုအားလုံးကလက်ခံထားကြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။